မင်္ဂလာပါတတမမီတို့ရေပုံမြင်တဲ့တော့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဦးဦးကတတမမီတို့ကိုယုံလေးနဲ့မိချောင်းဆိုတဲ့ပုံမြင်လေးကိုပြောပြပေးမယ်အားလုံးပဲနားထောင်ကြနော်ဟိုးရှိတုန်းကတဲ့ရေအိုင်ကြီးတိုင်ရှိတယ်တဲ့အဲ့ဒီရေအိုင်ကြီးထဲမှာမိချောင်းအကြီးတစ်ကောင်ရှိတယ်တဲ့အဲ့ဒီမိချောင်းဟာဒီရေအိုင်ထဲမှာနေပြီးတော့ရေအိုင်ထဲမှာရှိတဲ့တတဝါတွေငါးတွေရေလာတောက်တဲ့တိရစ္ဆာန်တွေအကုန်လုံးကိုစားပစ်လိုက်တယ်တဲ့သူရေအိုင်ကြီးထဲမှာအစာစောင့်နေတဲ့အချိန်မှာတခြားတိရစ္ဆာန်တွေရေလာတောက်တဲ့အခါမှာသူကစိတ်ရှိရှိနဲ့စောင့်ပြီးတော့ဖမ်းပြီးတော့အကုန်လုံးကိုစားတောက်ပစ်တယ်ဒီလိုနဲ့ပဲတဲ့နေတိုင်းတိရစ္ဆာန်တွေကိုသူကစိတ်ရှိရှိနဲ့စောင့်ပြီးတော့ဖမ်းစားနေလေရဲ့တနေ့မှာတော့ယုံကလေးတစ်ကောင်ဟာအဲ့ဒီရေအိုင်နာလာပြီးတော့ရေအိုင်ကံပေါ်မှာခုံပေါက်ပြေးလွှားပြီးတော့စော့ကစားနေတယ်တဲ့အဲ့ယုံလေးကိုမိချောင်းကြီးကခြုံပုတ်ကနေပြီးတော့ချောင်းပြီးတော့စားဖို့အတွက်ကြံစီနေတယ်တဲ့ယုံလေးဟာအဲ့လိုခုံပေါက်နေရင်ကနေမောသွားလို့ရေအိုင်နဲ့သွားပြီးတော့ရေသွားတောက်တယ်တဲ့အဲ့လိုရေသွားတောက်တော့မိချောင်းကြီးကတဖြည်းဖြည်းချင်းကက်လာပြီးတော့ယုံလေးကိုဖမ်းပြီးတော့သူ့ပါဇက်ထဲကိုပလွတ်ဆိုငုံထားလိုက်တယ်တဲ့အဲ့ဒီချိန်မှာသူကယုံကလေးကပါဇက်ထဲကနေထွက်သွားမှကိုကြောက်လို့မိချောင်းကြီးကပါဇက်ကြီးကိုပိတ်ပြီးတော့ဥလို့အတန်ပြုတ်တယ်တဲ့အဲ့လိုပေါ့နော်ပါဇက်ကိုပိတ်ပြီးတော့သူကအတန်ထွက်ပြီးတော့အဲ့လိုဥဆိုတဲ့အတန်ထွက်လာတယ်တဲ့အဲ့ဒီခါမှာယုံလေးကမိချောင်းကြီးအတင်းဟာမိချောင်းကြီးယောက်ျားဆိုလို့ရှိရင်တတိရှိရမယ်ယောက်ျားဆိုလို့ရှိရင်အတင်းပါဇက်ထဲမှာအရသာရှိတဲ့အစာကိုစားရင်အာဆိုပြီးတော့အတန်ကိုဖွင့်ပြီးတော့ပြောနိုင်ရမယ်လို့ပြောတယ်တဲ့အဲ့ဒီခါမှာတဲ့ဒီလိမ်မာပနဲ့တဲ့ဒီယုံကလေးရဲ့စကားကိုမိချောင်းကြီးကတကယ်ထင်သွားငါယောက်ျားပဲငါဟာဒီမိချောင်းကြီးပဲခွန်အားဗလာပြေးသွားတဲ့မိချောင်းကြီးပဲဒီရေကန်ထဲမှာလာပြီးတော့ရေလာတောက်တဲ့အကောင်တတဝမှန်သမျှကိုတိရစ္ဆာန်မှန်သမျှကိုငါအကုန်လုံးစားတောက်ပြနေတယ်ကူလဲငါဘာလို့ယုံလေးပြောသလိုဥလို့မနေပဲအာလို့မလုံးနိုင်ရမှာတော့ဆိုပြီးတော့ तू ကမခံချင်စိတ်ပြင်းပြသွားတယ်အဲ့ဒါကြောင့်မို့လို့ तू ကယုံလေးပြောတဲ့အတိုင်းပဲပါဇက်ကိုအာလို့အတန်ထွက်ပြီးတော့ပြုတ်လိုက်တဲ့အချိန်မှာတဲ့သူ့ပါဇက်ကြီးကအာဆိုတော့တီးတယ်မလားပါဇက်ကဟပြီးမှအတန်ထွက်ရတာလေအဲ့တော့သူ့ပါဇက်ကနေမှပါဇက်ကြီးကဟလာတော့ယုံကလေးကမိချောင်းပါဇက်ထဲကနေအခွင့်ရတော့ခုံထွက်ပြီးတော့အဝေးကြီးကိုထွက်ပြေးသွားတော့တယ်မိချောင်းလေးလဲဒီလိမ်မာပတ်နဲ့တဲ့ယုံလေးရဲ့အလိညာကိုခံလိုက်ရပြီးတော့သူလဲနောင်တရသွားတာပေါ့ကွယ်အဲ့တော့ဒီပုံမြင်လေးမှာဆိုလို့ရှိရင်မိချောင်းကြီးကသူကမခံကျင်စိတ်ဖြစ်အောင်ယုံကလေးကပေါ့နော်သူ့ကိုဥလို့အတန်ကြီးကိုပါဇက်ကြီးကိုပိတ်ခိုင်းမယ်အာလို့မခံကျင်စိတ်ဖြစ်အောင်ပြောခိုင်းတာပေါ့အဲ့တော့မိချောင်းကြီးကလည်းသူကအသိဉာဏ်ပညာမရှိတော့ယုံကလေးပြောစကားကိုအဟုတ်မှတ်ပြီးတော့အာလို့ပြောလိုက်တဲ့အချိန်မှာမိချောင်းကြီးပါဇက်ထဲကနေပြီးယုံကလေးကခုံပြီးထွက်ပြေးသွားပေါ့အဲ့လိုထွက်ပြေးသွားတဲ့အချိန်မှာဒီယုံကလေးကလည်းအသက်ဘေးကနေချမ်းသာရသွားတယ်မိချောင်းကြီးကတော့ယုံကလေးကိုမဆလိုက်အောင်ပေါ့တတမီတော့ရယ်ကဲပုံမြင်လေးကတော့ဒီလောက်ပါပဲเนาะနောက်ထပ်ပုံမြင်နေဆက်လက်နားထောင်ဖို့เนาะအမြဲနားထောင်ဖို့ဦးစီမှာလာပြီးတော့နားထောင်လို့ရရင်เนาะအားလုံးပဲဒီနေ့တော့တတပါ